ဘိုက်ကနေတော့ပြသွားဘယ်ကိုသွေးကာပြီးတော့ကိုသွေးဒီမှာအရင်တော့မဟုတ်ဘူးစားဆွေမျိုးမေးသွားတယ်အခုဒီလေးကကျတော့မာမီမွန်စတာကျွတ်ဆက်ကြီးစားပြီးတော့ခုချောင်းမိသွားတယ်ဘယ်လိုလဲကွာတင်းတက်စေတာကြားလာကျေးဇူးတင်ပါတယ် thank you အကင်းကြီးလေးပြောပါဦးခင်ဗျာဟုတ်ကဲ့ဟုတ်မင်္ဂလာပါဗျာကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဟိုငငယ်တော့ဆိုမာမီမွန်စတာပါမှာចောင်းသားဖြစ်တာမမေကအမြဲပါကိုဟင်းလိုပဲဒါပေမဲ့ကိုဟင်းလိုကြောက်နေငပြောသေးတော့မပါဘူးကျေးပါလားဘာလို့လဲဟိုငယ်တော့ဆိုဘာအမတရားရှိလဲဆိုကျွန်တော်အိမ်မှာမာမီမွန်စတာမှာပါတယ်အဲ့စတီကာတို့အယုံလေးဆူလာတာအဲ့လေးကိုသဘောကျတာပေါ့နော်ပြီးရင်အခုလက်ရှိဟိုအသက်ကြီးလာလို့ရှိတော့ဟိုစားတဲ့အမတရားမှာဆိုပါလဲဆိုကျွန်တော်တငယ်ချင်းနဲ့အတူနေကြတယ်အဲ့ဂျေးတို့အိမ်မှာနေကြတဲ့အချိန်တုန်းကဆိုမာမီမွန်စတာတို့ထုတ်တယ်လို့2ထုတ်3ထုတ်လောက်ဝယ်လာတယ်ဝယ်လာပြီးလို့ရှိရင်ခဏလေးပဲဘယ်ရောက်လို့ရောက်မှမသိဘူးစားလိုက်ရှင်လည်းတစ်ထုံးနှစ်ထုံးလောက်ပဲစားရတယ်အဲ့တော့အမတ်တရားပါပဲအဲ့ဒီကဟုတ်တကယ်အဲ့မမီမိုးစားတော့လေတစ်ထုံးစားပြီးလို့ချင်းမရက်တော့ဘူးတစ်ထုံးပြီးစားတာโอเคအဲ့လိုတကယ်ကျွန်တော်အရင်ကြိုက်တာဟုတ်ကဲ့ပါအဲ့တော့ဒီလေးကပြောရအောင်နော်ဒီကနေပြောတဲ့ခါမှာလေကိုဆွေးသိထားမိတာလေဟုတ်တကယ်ချင်းတွေစားရဲဆိုတော့ဟောတကယ်ချင်းမဟုတ်တဲ့ဆိုရင်လည်းစားဘူးလားအဓိကတော့တကယ်ချင်းတွေမှန်ဖြစ်နော်ညာကြားတယ်ကိုဆွေးအဲ့လိုက်တာလားသူကြားတယ်မှန်ဖြစ်နော်ဆိုတော့တကယ်ချင်းမဟုတ်တဲ့စားဘူးလားလို့တကယ်ချင်းနဲ့စားဘူးလားတေးစားနော်အခုကြည့်နေပါနော်တော့လာရှာခံရမယ်နော်တကယ်ချင်းနဲ့စားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you ပါဗျာဒီတွေ့ပါဦးဗျာဆိုင်ပါလုံးဝဒီမမီမိုးစားတဲ့တော့အမတ်တရားကတော့ငယ်တော့တာတစ်ထပ်ကိုနှစ်ချက်လောက်မသိဘူးပေးရတယ်အဲ့ဒီတော့တကယ်အလုံးဝအမတ်တရားပဲပေးလို့မရတဲ့ memory တစ်ခုပါနှစ်ချက်ရောစားကျောင်းတော့အနေနဲ့ဝင်စားတယ်နော်စားဟုတ်ပြီခုနကတော့ဒီတိရတကယ်ချင်းတွေစားဖို့ဒီတိရလည်းတယောက်တည်းပဲစားတာငယ်ရောပေါ်လို့မရတကယ်မစားဘူးလားတကယ်တယောက်တည်းပဲစားခဲ့တာနာကမှာတော့စားဖို့စီစဉ်တဲ့ရှိတယ်သူတို့လေးကြည့်ကြည့်မယ်ဆိုရင်ပေါ့ပြပါလားအဲ့ဒါလည်းတူစားမယ်ယူရိုနဲ့တူစားမယ်ဆိုရင်ရောတူစားမယ်နော်โอเคကျေးဇူးတော်ပါတယ်ခင်ဗျာ안녕하세요ကိုရီးယားလိုပြန်ပြောတယ်ဟိုကအညော်ဆေပဲရှိတယ်ဒီကစာတန်းငယ်အညော်ဆေရောလေဒီကမှာနောက်1 2 3 안녕하세요ရှင်းနေပြောအောင်안녕하세요ပြန်လို့စတက်ကတိတ်နေတော့ထောင်းလို့တော့โอเคဒီလိုโอเคဒီမာမီမွန်စတာဆိုရင်ဒါကျွန်တော်တို့ဟိုပေါက်စားဘွားတွေကနေပြီးတော့ဒီအသက်ကြီးတဲ့အထိကျွန်တော်အဲ့လိုအထုပ်ကြီးတွေနဲ့ဟိုဒီတစ်ထုပ်နှစ်ထုပ်နဲ့မရဘူးကျွန်တော်လူကောင်းကြီးတဲ့အတွက်သိပါတယ်ဒီလေလူကောင်းကြီးသိပါဟုတ်လားကျွန်တော်လည်းအဲ့တော့ဂျင်းလေးတော့ဘယ်နှစ်ထုပ်လောက်စားမယ်လို့ထင်တယ်ဒီဘက်ကမာမီတို့ဒီဘက်က9ထုပ်ဟိုဘက်ကရော10ထုပ်ဟိုဘက်ကရောတပါကင်းဟိုဘက်ကရောတပါကင်းစားလား9ထုပ်စားလား10ထုပ်စားလားဘယ်တကြီးရဲ့အဖြေကနပါကင်းကျော်တော့အဲ့တကယ်ပြောရတော့ဟာတာပြောတာမဟုတ်ဘူးတခါလေကြာရင်အဲ့လိုရုပ်ရှင်ကြည့်နေနေစားရင်တကယ်2ထုပ်3ထုပ်လောက်ကိုအဲ့ပါကင်လိုက်ကြီးကိုကုန်တာ2ထုပ်နဲ့မရဘူးဟုတ်တယ်ကိုစိုးရဒီအဲ့လိုစားရင်တော့မရက်တော့မရက်တော့ဟုတ်ကဲ့အဲ့တော့ယူရိုအနားမှာရှိနေခြင်းအားလုံးပါဝင်သားမှာမာမီမွန်စတာအနားမှာရှိတော့thank you ပါကျေးဇူးပါကျေးဇူးတော်ပါတယ်ခင်ဗျာ